ကဘာကြီးမှာဓာတ်ဆီဒီဇယ်တွေကုန်ဆုံးတော့မယ်လျှက်စစ်ကားတွေကလည်းအားသွင်းဖို့နိုင်နဲ့ချီစောင့်ရတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့အနာဂတ်သွားလာရေးစနစ်အတွက်အကောင်းဆုံးထွက်ပေါက်ကဘာဖြစ်မလဲစွမ်းရင်လည်းမကုန်နိုင်ပတ်ဝန်းကျင်ကိုလည်းလုံးဝမညံ့ညမ်းစေပဲအိတ်ဇောကနေရင်ငွေပဲထွက်တဲ့ကားတစ်မျိုးရှိပါတယ်ဟုတ်ပါတယ်အဲ့ဒါကတော့ဟိုက်ဒရိုဂျင်နဲ့မောင်းလို့ရတဲ့ကားပဲဖြစ်ပါတယ်ဟိုက်ဒရိုဂျင်ကားဆိုတာဘာလဲသူ့အင်ဂျင်ကဘယ်လိုအလုပ်လုပ်ပြီးမောင်းလို့ရတာလဲဆိုတာကိုကျွန်တော်နဲ့အတူတူဆက်ကြည့်လိုက်ရအောင်ဟိုက်ဒရိုဂျင်ကားဆိုတာပုံမှန်ဓာတ်ဆီဒီဇယ်ကားတွေလိုမျိုးအင်ဂျင်ထဲမှာမီးရှို့ပေါက်ကွဲပြီးမောင်းတာမဟုတ်ပါဘူးကားထဲမှာပါတဲ့ fuel cell ဆိုတဲ့စနစ်အတွင်းမှာကားတိုင်ကြီးထဲကဟိုက်ဒရိုဂျင်နဲ့လေထုထဲကအောက်ဆီဂျင်တို့ဓာတ်ပြုပေါင်းစပ်ပြီးထွက်လာတဲ့လျှက်စစ်စွမ်းအင်နဲ့ကားရဲ့မော်တာကိုလေပတ်စီကမောင်းနေနိုင်တာပဲဖြစ်ပါတယ်သူ့ရဲ့အဓိကထွက်ရှိတဲ့ဘေးထွက်ပစ္စည်းကတော့တန့်ရှင်းတဲ့ရေငွေ့တွေပဲဖြစ်ပါတယ်ဟိုက်ဒရိုဂျင်ကားတွေမှာ EV ကားတွေနဲ့ကွာတဲ့အဓိကအားသာချက်2ချက်ရှိပါတယ်ပထမအချက်ကတော့အချိန်ပဲဖြစ်ပါတယ် EV ကားတွေလို့အားသွင်းဖို့နိုင်ပေါင်းများစွာစောင့်စရာမလိုပဲပုံမှန်ကားတွေစီဖြစ်တယ်လို့ပဲ3မိနစ်ကနေ5မိနစ်အတွင်းဟိုက်ဒရိုဂျင်ကိုဖြည့်သွင်းပြီးတန်းထွက်သွားနိုင်တာပဲဖြစ်ပါတယ်ဒုတိယအချက်ကတော့အကွာအဝေးပဲဖြစ်ပါတယ်တစ်ချိန်ဟိုက်ဒရိုဂျင်ဖြည့်ထားရုံနဲ့ကီလိုမီတာ600ကနေ800အထိမောင်းနှင်နိုင်တာမို့ခရီးဝေးသွားလာရေးနဲ့ကုန်တင်ကားကြီးတွေအတွက်အရန်သင့်တော်တာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီဟိုက်ဒရိုဂျင်ကားတွေကလည်းအားလုံးပြည့်စုံနေတာတော့မဟုတ်ပါဘူးသူတို့တွေမှာလည်းအဓိကစိန်ခေါ်မှု3ခုရှိနေပါတယ်ပထမစိန်ခေါ်မှုကတော့ဟိုက်ဒရိုဂျင်ဖြည့်လို့ရမယ့်ဆိုင်တွေရာဆိုရင်တောက်လို့ရေးကုန်ကြစရိတ်မြင့်မားတာကြောင့်နိုင်ငံအများစုမှာဆိုင်တွေနည်းနေပါသေးတယ်ဒုတိယစိန်ခေါ်မှုကတော့ဒီဟိုက်ဒရိုဂျင်ကားတွေဟာနည်းပညာမြင့်မားတာကြောင့်ကားရဲ့ဈေးနှုန်းအပြင်ဟိုက်ဒရိုဂျင်လောင်စာစရိတ်ပါကြီးမားနေတာပဲဖြစ်ပါတယ်တတိယစိန်ခေါ်မှုကတော့ဟိုက်ဒရိုဂျင်လောင်စာကိုတန့်စင်စွာထုတ်လုပ်ဖို့အတွက်စွမ်းအင်အများကြီးသုံးစွဲရတာကြောင့်ပဲဖြစ်ပါတယ်ဒီလိုစိန်ခေါ်မှုတွေရှိနေပေမဲ့လည်းကမ္ဘာထိပ်တန်းကားကုမ္ပဏီကြီးတွေရာဆိုရင်ဟိုက်ဒရိုဂျင်နည်းပညာကိုအရှိန်အဟုန်နဲ့ဆက်လက်အဆင့်မြင့်တင်နေကြဆဲဖြစ်ပါတယ်အထူးသဖြင့်ကုန်ကားဘတ်စကားနဲ့လေယာဉ်တွေမှာဟိုက်ဒရိုဂျင်ဟာဆိုရင်အနာဂတ်ရဲ့အဓိကလောင်စာဖြစ်လာဖို့တေချာသလောက်ရှိနေပြီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်